ဒီတစ်ခါတော့ငလင်းနဲ့ပတ်သက်ပြီးကျေးဇူးတင်ထိုက်တဲ့လူတွေကိုအမှတ်ရနေစေဖို့ပေါ့နော်ကျမတို့နိုင်ငံရင်းနဲ့ဘာလို့ဒီလောက်မကောင်းတာတွေတစ်ခုပြီးတစ်ခုဖြစ်နေပါလိမ့်နော်ထိန်တရားမယ်အဖိုးတန်တမိုင်းနေပြည့်စည်သွားအရင်နှမျောတယ်ပေါ့နော်နှမျောဆုံးကတော့လူတွေရဲ့အသက်တွေပေါ့နော်လူဘွားဆိုတာရခဲတယ်လို့ပြောတော့လေကုညီပေးကြတဲ့တခြားနိုင်ငံတွေဖြစ်ကြတဲ့တရုတ်အိန္ဒိယ US ဗီယက်နမ်တောင်ကိုရီးယားထိုင်းရုရှားဂျပန်စင်ကာပူမလေးရှားအင်ဒိုနီးရှား UK နယူးဇီလန်ဖိလစ်ပိုင်ထိုင်ဝမ်အားလုံးကိုကျေးဇူးတင်ပါတယ် thank you လို့ပြောချင်ပါတယ်ပေါ့နော် DPP ကပြောလာတွေ့တာတော့နိုင်ငံပေါင်း16နိုင်ငံကန်ဆယ်ရေးအဖွဲ့ဝင်ပေါင်း1880ဦးပေါ့နော်လာကူပေးကြတယ်တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်နော်စိတ်ရင်းနဲ့ကိုကျေးဇူးတင်ပါတယ်တကယ်လေးစားရပေါ့နော်နောက်ပြီးတော့ကိုရီးယားကနာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့ကင်ကိုဝမ် NC1 GI တဲ့မင်းနီကော7ရဲ့ဂျင်အောင်တို့ကလည်းအလူမြန်မာနိုင်ငံရဲ့ဒီငလျင်အတွက်အလှငွေတွေပါဝင်ပေးကြရပေါ့နော်အရန်ကိုကျေးဇူးတင်ပါတယ်ကဆမီတာလို့ပြောချင်ပါတယ်ပို့ပြီးတော့လေရှစ်ပေးပါမယ်စားတန်းငယ်ရောအမျိုးမျိုးတွေထပ်ကြားနေရပေမဲ့လည်းပေါ့နော်ဖိုက်ဒီမှာပေါ့ bye bye